ချောင်လို့တငယ်ချင်းကပွဲတိတ်ဆိတ်ချောက်ကြတဲ့ဖုံးဆိုးတော်ကြီးတွေကိုမျက်စိလေလမ်းပြောက်ပြီးရောက်သွားကြပါတယ်သူတို့အိမ်ကြီးတိမ်တွေးတော့သူတို့ဝင်သွားကြပါတယ်အိမ်ကြီးကလည်းအိုဟောင်းပြီးတိတ်ဆိတ်ချောက်ချားနေတယ်ဂူရှင်တယံကတော့အပြင်မှာအေးအေးဆေးဆေး secret တလေးကိုဖွာနေတယ်ဘီထွေကတော့အိမ်ထဲကိုရှောက်ကြည့်နေကြတယ်ရှောက်ကြည့်ရင်တော့ခါထားတဲ့မင်းရောက်ခန်းလိုအခန်းတစ်ခန်းကိုတွေ့သွားတယ်ဂူရှင်တယံကတော့ secret ကိုဖွာရင်တော့အုပ်ထဲကအတန်တန်ကြားလို့တွားကြည့်တယ်ဘီထွေကတူကိုယူပြီးတော့ခါထားတဲ့အခန်းကိုဖွင့်နေဖွင့်ပြီးတော့တယောက်ထဲဝင်သွားတော့တယ်ချောင်ကတော့အေးအေးဆေးဆေးအိတ်နေတယ်သူ့ကိုပဒင်းပေါက်ကနေတစုံတစ်ယောက်ကချောင်းကြည့်နေတယ်ဘီထွေတယောက်ရှောက်ကြည့်ရင်ပစ္စည်းတစ်ခုကိုတွေ့တော့ယူသွားပြီးလက်စလီပြလိုက်တယ်အဲ့ဒါကတော့လူသားသမားရိုက်ထားတဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ဖြစ်နေတယ်သူတို့ဖွင့်ကြည့်ကြတယ် My name is Franco, and I was the best player on my team. I always got MVP, but my team made me lose the match. That's why I killed my team and buried them outside this house. All of them. ကြည့်နေရင်ဆက်ကပြက်သွားတော့သူတို့နှစ်ယောက်လဲဒါဟာလူသားသမားအိမ်ဆိုတာတိသွားကြတော့တယ်တစ်ဖက်မှာတော့ဂူရှင်တယောက်တောအုပ်မှာတယောက်တည်းခြောက်ချားတဲ့မကောင်းဆိုးဝါအတန်တွေကိုကြားနေရတယ်ချောင်တယောက်စူးစူးဝါဝါအတန်ကြားတော့လန့်လို့သွားတယ်မိုးတွေလဲရွာလျက်စီးတွေလက်လို့တောအုပ်ကြီးကအလွန်ပင်ကြောက်စရာကောင်းလာတယ်အဲ့အချိန်မှာမြေကြီးရောက်ကနေမကောင်းဆိုးဝါတကောင်ထွက်လာတယ်မကောင်းဆိုးဝါးတွေတကောင်ပြီးတကောင်ထွက်လာတော့တယ်နောက်ထပ်ဘာတွေဖြစ်မလဲဆိုတာသိချင်နေတော့ကျွန်တော်ရဲ့ TikTok account ကိုအခုပဲ follow လုပ်ထားကြပါအောင်ခင်ဗျာ